အားလုံးမသူတို့တွေကြောက်နေတောင်ရှာလို့နေမိုင်းနေမလွတ်တော့ဘူးဘယ်လိုလုပ်မလို့ရွာထဲမှာနစ်ကုန်ပြီပါရဲ့ရောက်ကနစ်မှာပါဘာရောအဲ့နောက်အင်းဘူးရလို့ရောက်တော့မှာရောက်မှာကိုချောက်ဖို့တော့ကောင်းတယ်ပြောပါငါဆိုင်တော့မရှိတော့ပါဘူးနော်နောက်ဆုံးကြောင်းရရအောက်ကျအောက်ကျ